သူမရောတိလားသူမဘယ်သူလဲဟာမေ့ရွာကြီးမေ့ရွာကြီးသူမဘယ်သူသူမလေ သူမတယောက်သွားကြပြီဗျ ဟာမရှာဘူးလား သူနဲ့သူ့ဘာပြောပါစေဗျ ဟာပြောပါလေလှုပ်ပေးလိုက်ရော လွတ်ပေးလိုက်ပြီ စွန့်လို့မလားခွင့်လို့မလား ဆွတ်တော့ရတာပေါ့ စွန့်လို့ပါဘော ဆွတ်တော့မှပဲနောက်တစ်ယောက်ရပါလိမ့် ဟောဘရိုစွန့်လို့မယ်โอเคအနာတိတ်မတ်ဒီရ အာမေရအာမေအမ်ဒီ ဟုတ်တယ်နည်းနည်းလွဲနေအန်တာ ဘိုင်လာမင်းလားဟာသွားစိတ်ညစ်အောင်လာလို့ဒီမှာအေးစေးထိုင်နေလို့ဆိုတာမေးခွန်းနေအများကြီးတာဂျာနေသမားကြီးကြာနေတာပဲတော့ခါကြောင်ပိတ်နေပြီလူကမဖြေတတ်တော့ဘူး တိတ်မတ်စာရလားမြန်မာစာရလားရရင်ကျွန်တော်တခုတော့မေးကြည့်ပါလား Hello guys ကျွန်တော်ဝနာပါကျွန်တော်အခုရောက်ရှိနေရတော့မြန်မာပလာဇာရှိရကန့်ပေါင်းရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှဆိုရင်တော့ဖြစ်ရင်ကျွန်တော်အမေးဖြေမေးခွန်းလေးလိုက်မေးပြီးတော့စုကြီးငွေပေးမဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ကြည့်ရှုပေးကြအောင်အမေးဖြေမေးခွန်းအစီအစဉ်လေးကဆိုရင်ကျွန်တော်ဒီ10တန်းနဲ့ပတ်သက်တဲ့မြန်မာစာပဲဖြစ်ဖြစ်အင်္ဂလိပ်စာပဲဖြစ်ဖြစ်မေးခွန်းလေးကျွန်တော်မေးရမယ်သူတို့ဖြေနိုင်တယ်မေးနိုင်တယ်ဆိုရင်ကျွန်တော်ကစုကြီးငွေတယောက်ကို9000ကျပ်စီပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူလိုက်ကြည့်ပေးအောင် let's go စုကြီးကိုပေးမယ်အစီအစဉ်လေးရှိတယ်စိတ်ဝင်စားတာပေးတယ်ရခဏလေးပဲရလားမသိအခုတခုတော့မေးတယ်စာရလားမြန်မာစာရလားရရင်ကျွန်တော်တခုတော့မေးကြည့်ပါလားသူငယ်တန်းကနေပြီး10တန်းထိလေအဲ့ထဲမှာပါတယ်မြန်မာတော့တစ်ခုကျွန်တော်နဲ့ကင်မရာမန်2ယောက်ကမဖြေနိုင်ဆိုရင်အခုစုချင်းကိုပေးမယ်အစီအစဉ်ရှိတယ်မြန်မာစာရဲ့အကြိုက်တာတစ်ခုလေဖတ်စစ်ပဲဖြစ်ဖြစ်ကိုမမေးနိုင်ဘူးလားမမေးနိုင်ရင်ကျွန်တော်မေးမယ်အဲဆိုရင်အလီမေးပါအလီ3ခုဖြေရမယ်ကျွန်တော်မေးရဲ့အလီ3ခု17လီအမှားပါတခုပါပါနော်ပြီးသွားရင်9လီမှန်တယ်8လီမှန်တယ်နောက်တစ်ခုပါမေးတာပါ9လီမားတယ်မားထမင်းပဲ4လီမှန်တယ်ကျေးဇူးပါကို3ခုမှန်တယ်ကိုစုကြည့်ဝင်လာတော့ပြီးပါတယ်ကျေးဇူးပါတော့ကိုဒီတော့ပေါင်ပေးရတော့ကျေးဇူးပါအခုမေးခွန်းလေးတစ်ခုတော့မေးရင်တော့ရလားမသိဘူးအချိန်လေးခဏတော့ခဏလေးရလားမသိအကိုတို့ကကျွန်တော်ကိုမေးခွန်းမေးရမှာတကယ်လို့အကိုတို့မေးရမေးခွန်းကိုကျွန်တော်မဖြေနိုင်ဘူးကျွန်တော်ဘာဝင်ကင်မရာမန်2ယောက်ကမဖြေနိုင်ဘူးဆိုရင်ကိုတို့စုချင်းဝင်ပေးမယ်အစီအစဉ်လေး ဘာပြောနာ အကိုကြိုက်တာမေးလို့ရတယ် ဟုတ်ကောမသိဘူးခု တန်းကနေ10တန်းထိ ဇန်ဒီတဲ့တယောက်ဆက်ပထမအခန်းရဲ့နာမည် ရှည်တဲ့ပြားဆက်ရဲ့ပထမအခန်းရဲ့ကျွန်တော်မေးရဲ့မေးခွန်းလေးကိုလည်းအကိုအဖြစ်သိရမှာနော် အဲ့ဆိုပြီးကျွန်တော်မသိကျွန်တော်မရတဲ့ကျွန်တော်မသိဘူး ဩမသိဘူးသူမရောသိလား သူမဘယ်သူလဲ ဟာမေ့ရွာကြီးသူမဘယ်သူသူမလေ သူမတယောက်သွားကြပြီဗျ ဟာမရှာဘူးလား သူနဲ့သူ့ဘာပြောပါစေဗျ ဟာပြောပါလေလှုပ်ပေးလိုက်ရော လွတ်ပေးလိုက်ပြီ စွန့်လို့မလားခွင့်လို့မလား ဆွတ်တော့ရတာပေါ့ စွန့်လို့ပါ ဆွတ်တော့မှပဲနောက်တစ်ယောက်ရပါလိမ့် ဟော bro စွန့်လို့မယ် okay ကျေးဇူးပါ bro okay ကျွန်တော်ဗီဒီယိုလေးပြန်သုံးမယ်နော် ဟုတ်ရတယ် ရှာဟုတ်ကျေးဇူးပါ bro ဟုတ် အနော်ရထားပဲဟိုပဲခုနေမှာပဲခုနေမှာမင်းစား တင်မြောက်ခဲ့အနော်ရထားမယ်ဘယ်ခုနှစ်မှာမင်းစား ရော တော့အနော်ရထားမင်းကိုဘယ်ခုနှစ်မှာစာပြီးမင်းတင်မြောက်ခဲ့ရတယ်ရှစ်တန်းစာစားမယ်နော် okay အရှုံးပေးရဘယ်ခုနှစ်မှာလဲမသိဘူး ပြရမှာဆက်
1896ဟုတ်ကျွန်တော်အဲ့နည်းနည်းရှာကြည့်ရတော့ကိုကျွန်တော်အနော်ထားမင်းနန်းတက်ခဲ့တဲ့ခုနှစ်ရှာကြည့်လိုက်တာဒီဇင်ဘာ16ရက်ဒီဇင်ဘာ1044ဆိုတော့ကျွန်တော်အကိုရဲ့ဟိုမေးဖို့ကအပြေးမှားသွားတယ်နော်ကိုကိုကျွန်တော်မေးခွန်းလေးပြန်ပေးမယ်တကယ်လို့အဲ့မေးခွန်းလေးမေးရအောင်အခုဖြေနိုင်ကျွန်တော်ကိုချီးမြှင့်မယ်ဟုတ်ဒီဟုတ်စလုံးပေါင်းလေးဒီအနာသိမ့်မှဒီရ阿妹呀，阿妹安迪， ဟုတ်တယ်နည်းနည်းလွဲနေအန်တာသိမ့်မှ 阿妹安迪， တီးရဒီမှန်လေးသိမ့်မှ 迪呀，啊တီး ，DER， တီးရဟုတ်တယ်အန်တာသိမ့်မှမှာသိမ့်ကြံသေးရဲ့သိမ့်ရတီနဲ့ပဲစား 对吧？DER，阿妹呀， တီးရတီနဲ့ပြန်စား ENDER တီ DMB， ဟုတ်တယ်နည်းနည်းလွဲနည်းနည်းလေးစူးစမ်းပြီးဖြည့်ကြည့် MEND ရဟုတ်တယ်အဲ့နောက်ဆုံးပါအဲ့ချားထဲမှာတစ်လုံးကြံနေတိမ့်အန်တာတိမ့်မှ ENDER တီ D A DMB， မဟုတ်တိမ့်မှ ENDER DA မဲနောက်ဆုံးပါအဲ့နောက်ဆုံးလုံး DER，阿妹安迪， ဟုတ်တယ်ဂျိုင်းမှာအဲ့တစ်လုံးလေးလိုတိုးနေရ 迪的后， မသိရဘူးလားနည်းနည်းလေးဖြည့်ကြည့်ပါလား ENDER DA တိမ့် DMB， တီရမသိဘူးအဲ့မသိဘူးရောအဲ့ဒါကျေးဇူးပါဘို့ဆိုဒီဗီဒီယိုလေးပြန်ယူတင်မယ်နော်ရလားမသိဘူးဟုတ်ကျေးဇူးပါ